Honor game မှာလူကိုင်းအများဆုံး hero တစ်ကောင်အကြောင်းမင်္ဂလာပါပရိသတ်ကြီးတို့ရေရှေ့ရမှာတော့လူသုံးအများဆုံး item တွေအကြောင်းပြောပြပြီးတဲ့နောက်မှာအခုလူကိုင်းအများဆုံး hero အကြောင်းနဲ့ဒီ hero အတွက် complete guide လေးကိုတင်ဆက်ပေးသွားဖို့ရှိပါတယ်။ Honor game ရဲ့လူကိုင်းအများဆုံး hero နေရာကိုနေရာပေါင်းစုံကနေပြီးတော့လိုက်ရှာကြည့်တဲ့အခါမှာ hero pit rate 44.19 နဲ့ pit rate အများဆုံးဖြစ်နေတဲ့လာပူကိုတွေ့ရပါတယ်။လာပူကထွက်တာလပိုင်းလောက်ပဲရှိသေးပေမဲ့သူ့ရဲ့ hero nature နဲ့ in-game skill တွေအရာတော့အရန်အသုံးဝင်နေမှုကြောင့်လူကြိုက်များနေရတာပါ။လာပူရဲ့လုံလောက်တဲ့ damage နဲ့ sustainability တွေကြောင့်တစ်ဖက် enemy team တစ်ခုလုံးကို crowd control ကောင်းကောင်းလုပ်နိုင်ပြီးအရန်ကျလာတဲ့ battery မှာပါရှင်သန်နိုင်စွမ်းမြင့်စေတာကြောင့် team တစ်ခုလုံးအတွက်အရန်အသုံးဝင်မဲ့ hero တစ်ကောင်လည်းဖြစ်ပါတယ်။ဒီလိုဘတ်ဆောင်သုံးအကျန်းဆုံး hero ဖြစ်နေတဲ့လာပူရဲ့ hero guide လေးကိုဒီနေ့တင်ဆက်ပေးသွားဖို့ရှိပါတယ်။အရင်ဆုံးလာပူ spell တွေရဲ့ secret tip တွေကိုအရင်ကြည့်ရအောင်ပါ။ပထမဆုံးလာပူရဲ့ passive မှာဆိုရင် hybrid defense တိုးလာမယ့်အပြင်ကမှအဲ့ဒီ hybrid defense ကကိုအနာက teammate hero တွေကိုပါ share ပေးအောင်မှာဖြစ်ပါတယ်။တကယ်လို့ကို team မှာလာပူပါလာရင်လာပူနာကတ်နေတာနဲ့ defense auto တက်လာမှာဖြစ်ပါတယ်။ဒီအချက်က player တွေကြားလူတည်နေတဲ့လျှို့ဝှက်ချက်ဖြစ်နေစေပါ။နောက်ပြီးစကီဝမ်ကိုအကြာကြီးဖိထားပြီးမှသုံးမယ်ဆိုရင် enemy တွေကိုနောက်ပြန်ကန်သွားစေမယ့် knockback effect ကိုပါရရှိစေအောင်ပါပါ။ဒီတစ်ချက်ကိုလည်းလာပူကိုင်နေကြ player တွေကတော့သိလောက်ကြပါမည်။ secret tip တွေသိပြီဆိုတော့စကေးကိုမိုရီကိုဆက်ကြည့်ရအောင်။စကေးကိုမိုရီမှာဆိုရင်တော့ early game မှာ enemy ကိုဖောက်လုပ်ပြီးသွေး shot ပေးဖို့ဆိုရင်စကေး1နဲ့စကေး2ကိုသုံးပြီးခက်ဝေးကဖောက် damage ပေးလို့ရမှာဖြစ်ပါတယ်။နောက်ကိုမိုတစ်ခုကတော့ team fight battery မှာသုံးဖို့ပါ။ ultimate ကိုအရင်ဖွင့်ပြီးရင်စကေး2နဲ့စကေး1ကိုသုံးသွားရုံပါပဲ။နောက်ဆုံးကိုမိုတစ်ခုကတော့ clash lane မှာတကောင်ချင်းကျုံးရင် damage အကိတ်ဆုံးပေးလို့ရမယ့် combo ပါ။ဒါကတော့အရင်ဆုံးစကေး1ကိုအကြာကြီးဖိထားပြီးသုံးမယ်ပြီးမှ ultimate ကိုဖွင့်မယ်ပြီးမှစကေး2စကေး1ဆိုပြီးဆက်သုံးမယ်ဆိုရင်လာပူရဲ့အကိတ်ဆုံး damage ကိုတွေ့ရပါလိမ့်မယ်။စပယ်ကိုမိုရီပြီးပြီဆိုတော့လာပူအတွက်အကျန်းဆုံး item ဘေးကိုကြည့်လိုက်ကြရအောင်ပါ။ item ဘေးအနေနဲ့ကတော့စီမီတန်ဘေးကိုဆော့ဖို့အတွက်အကြံပြုပါရစေ။ဘာလို့လဲဆိုရင်လာပူက clash lane hero ဖြစ်နေတာမို့လို့ပါ။ team အတွက် Roma ပြီးရင်အမာဆုံး hero ဖြစ်ပေးဖို့အတွက်လိုအပ်ပါတယ်။ဒါကြောင့်တတ်နိုင်သမျှလာပူကိုင်ရင်စီမီတန်ဘေးဆက်ဖို့အတွက်အကြံပြုပါတယ်။ပထမဆုံးအနေနဲ့ကတော့ magic defense နဲ့ movement speed ရဖို့ boost of resistance ရယ် physical damage နဲ့သွေးတိုးဖို့အတွက် ace of torment ရယ် physical attack လဲတိုး physical defense လဲတိုးဖို့ blazing cape ရယ် magic defense လဲတိုးပြီး physical attack လဲတိုးဖို့ demon bane ဆိုတဲ့ item ရယ် physical နဲ့ magical hybrid defense တိုးဖို့အတွက် overload plate me ဆိုတဲ့ဒီ item ရယ်နဲ့နောက်ဆုံး item ကတော့သွေးနဲ့ movement speed တိုးဖို့အတွက် long night guardian ဆိုတဲ့ဒီ item ကိုထည့်လိုက်လို့ရှိရင်လာဘူးကအရှယ်ကျန်းလို့ရပါပြီ။battle spell အနေနဲ့ကတော့အရေးအကြောင်းဆိုရင်ခုံပြန်ကြော်လွှားဖို့ flash spell နဲ့တွဲဖက်ကစားကြည့်ပါ။အာဂါနာဘီအနေနဲ့ကတော့အခုပြထားတဲ့အတိုင်းပဲတွဲဖက်ဆော်လို့ရပါတယ်။ဒီလောက်ဆိုရင်တော့ honor king ကလာဘူးကိုလည်းထိမရအောင်ဂျန်နဲ့အထိကိုင်းတက်သွားမယ်လို့ထင်ပါတယ်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။